ကြီးကန်းနဲ့ရံမဖြစ်ပါနဲ့သိန်းငတ်ပေါ်ကိုတက်ပြီးကြိုက်ရတာကြီးကန်းမရှိကြီးကန်းတိုက်ခတ်လာရင်သိန်းငတ်ဟာသူ့ရဲ့အချိန်နဲ့အင်အားကိုဖြုံးပြီးကြီးကန်းကိုပြန်မတိုက်ခိုက်ပါဘူးသိန်းငတ်ကသူ့ရဲ့အတောင်ပံကိုဖြန့်ပြီးမြင့်တဲ့မြင့်အောင်အပေါ်သို့ရောက်အောင်ထပ်ပြီးပြန်တန်းခဲ့ပါတယ်အမြင့်သို့ရောက်သွားတဲ့အခါမှာအောက်ဆီဂျင်နည်းသွားတဲ့ကြီးကန်းဟာသူ့ဟာသူပြုတ်ကျသွားတယ်လို့ဆိုတာသိငက်စီကသင်ခန်းစာယူပါကြီးကန်းနဲ့ရံမဖြစ်ပါအမြင့်ကိုသာဆက်တက်ပါကိုလာတိုက်ခိုက်သူတွေကိုပြန်မတိုက်ခိုက်ပါနဲ့အမြင့်ဆုံးသာတက်လှမ်းပါမရှင်နိုင်တဲ့သူကသူ့ဟာသူပြုတ်ကျကြံခဲ့ပါလိမ့်မယ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာလဲကြီးကန်းနဲ့တူတဲ့လူတွေများစွာရှိနေတာကိုလည်းတတိယပြီးအကောင်းဆုံးအသက်ရှင်မှာတတိပြုရမှာကကိုယ်တိုင်ကသိမ့်ငှက်လိုမျိုးအမြင့်ပြန်နိုင်တဲ့အရေးအချင်းရှိအောင်ခွန်အားရှိဖို့ပဲလိုပါတယ်စာရေးသူဟာအစဉ်လေးစားလေးရပါနော်ကြည်ရှုနားဆင်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျမဆွဆွပါရှင်